ကျဲဥပန်းကပြရေးဆိုင်ရစားလို့တော့တပတ်လောက်စားမလို့ပဲဒါပေမဲ့တရက်ထက်နဲ့နေကုန်ပြီပါဝင်ပစ္စည်းတွေကလည်းလွယ်လွယ်လေးအရင်ဆုံးရင်နှွေးဆူအောင်တက်ထားပြီးကျဲဥလေးတွေထည့်လိုက်တယ်စားလေးနဲ့ထည့်ပြုတ်လိုက်မယ်ကျဲဥလေးတွေကို6မိနစ်လောက်ပြုတ်ပြီးရင်တော့ရေခဲရည်ထဲမှာအဲ့ကျဲဥလေးတွေကိုရေပြန်စိမ်ထားလိုက်ပါမယ်ကိုကပျော့လေးစားခြင်းနေဆိုရင်တော့4မိနစ်5မိနစ်လောက်ပြုတ်လဲရပါတယ်တတိထားပြုတ်နေတာတောင်မှတချို့ကျဲဥတွေကအပြင်ခိုးထွက်သွားသေးတယ်ဥမာမင်းဘက်ကဘလောက်ပဲဆွဲထားသူမကမင်းနားမနေချင်တာမျိုးပေါ့ကျဲဥကပြရေးဆိုင်ထဲကိုထည့်ဖို့ရုပ်သီးလေးလည်းလှိပါမယ်ရုပ်သီးကအနီးဆိုရင်ပိုကောင်းတယ်အယောင်ပိုလှလို့ပြီးကြရင်တော့ကြက်သွန်အဖြူနီလေးတွေကိုလည်းနှုတ်ဆင်းပြီးတော့ထည့်ပါမယ်ကျက်သွန်မိတ်ကိုတော့အနက်ပုံမွေးရကြိုက်လို့များများထည့်ပါမယ်အရသာတက်ကတော့တကြားထည့်မယ်ပြီးရင်တော့ပန်းကပြရေးထည့်ပါမယ်ပန်းကပြရေးကအဓိကဆိုတော့မပါမဖြစ်လေအရသာမှုန့်လေးနည်းနည်းလေးထည့်ပါမယ်ပြီးရင်တော့ရေထည့်ပြီးတော့အကုန်လုံးကိုတမအောင်မှွေလိုက်ပါမယ်အားလုံးပြီးသွားပြီဆိုရင်တော့အပေါ်ရနှမ်းဖြူတဲ့အလုပ်လေးလုပ်ပါမယ်ကျဲဥကပြုတ်တော့ရှစ်လုံးပဲတစ်ချမ်းကတော့သူ့အတူထွက်ပြေးသွားလို့ခုနှလုံးတစ်ချမ်းပဲရှိတော့တယ်ကျဲဥကိုခုနကတော့အရသာဆက်ထားတဲ့အရည်တွေအကုန်လုံးလောင်းထည့်လိုက်ပါမယ်ပြီးရင်တော့အဲ့ဒါလေးကိုဖုံဖုံပြီးရေခဲတက်တာထဲမှာ1ရက်လောက်ထားလိုက်ပါမယ်အခုဆိုရင်တော့ထမင်းနဲ့စားခောက်ဆန်းနဲ့စားအရန်စားလို့ကောင်းတဲ့ကျဲဥပန်းကပြရေးစိန်လေးရပါပြီအနှစ်ပျော့လေးစားခြင်းကျဲဥပြုတ်တဲ့ချိန်ကိုရှော့လိုက်နော်ဆုံးထိကြည့်ပေးလို့ကျေးဇူးပါ bye